ဒါကတော့ Cleaver Fish ဆိုတဲ့ငါးပဲဖြစ်ပါတယ်ဒီငါးကိုဘယ်လိုချက်မလဲဆိုတော့ပြပါမယ်အရင်ဆုံးသူ့ကိုကင်ပြီးရနေ6အောင်တုပ်လိုက်ပါရေကိုသက်ရှင်လို့ဖြစ်သွားရင်သူ့အယိုးဘင်းသားနေတော့သူယူပြလိုက်ပါဒီအယိုးဘင်းသားနေတော့သူကအသားကြီးထုတ်ကြည့်လိုက်ပါအဲ့လိုယူပြီးရတယ်ကျွန်တော်ဒီလိုမျိုးပြားလေးရပါတယ်နော်ဒီကြားရကျန်တဲ့ကြားရရေခဲကိုချက်ပြီးတော့ငါးလေးဆင်းပြီးလိုက်ပါငငယ်ထားပြီးရတယ်ပြန်ထုတ်ပြီးတော့အဝတ်6လေးနဲ့ဘိုး6တက်လေးကိုတင်ပြီးလိုက်ပြီးရင်ခဏလောက်ပေါင်းထားလိုက်ပါဒီတိုင်းလုံးရမယ်ဆော့ဆက်ဖို့အတွက်ကျွန်တော်ဂျင်းစပလင်းဒါတော့ငါရဲ့အထက်မှာထည့်မှာပါနော်ဂျင်းတို့စပလင်းတို့ရှော့ရွက်တို့ဒီရတွေကိုအကုန်လုံးဘာဘာလေးပြီးလိုက်ပါနော်ဒီဘာလေးပြီးရင်ဦးတော့လက်ထားတဲ့ငါလေးပြန်ထုတ်လိုက်အဝတ်လေးကနေပြန်ထုတ်ပြီးတော့အလားလေးဆင်းလိုက်ပေါ့နော်အောက်ကကျွန်တော်တို့ဒါဟာပေါ့စပလင်ပေါ့နော်စပလင်ခင်းထားတယ်အခုလည်းစပလင်ဘာလေးကလည်းဂျင်းဘာလေးကလေးကိုကျူးပြလိုက်တယ်ဒီကြတော့ကျွန်တော်ဆော့ဆက်တာပေါ့နော်စက်သွင်းနေရတာထည့်ပြီးတော့ဆော့ဆက်လိုက်တယ်ဒီဆော့လေးအပေါ်ကနေလောင်းပြီးတော့စားကြည့်ပါအရင်ကောင်းပါတယ်